၄ကျောင်းကနေပြီးတော့ offer letter ရခဲ့ကွာအခုကျွန်တော်ကစင်ကာပူ Polytechnic တွေအကြောင်းစိတ်ဝင်စားတဲ့သူနဲ့စင်ကာပူ Polytechnic တွေကိုတက်ရှင်တဲ့သူရဲ့အတွက်ရှောက်လို့ရမယ့်နည်းလမ်းတွေပြောပြပေးခြင်းလို့ပါအားလုံးအနေနဲ့ကျွန်တော်အကြောင်းပြောပြပေးပါမယ်ကျွန်တော်က IGCSE O level ဖြေပြီးတော့ရန်ကုန်ကနေ IGCSE O level ဖြေပြီးတော့အခုဒီကအကြောင်းပေါ်လီ9ကျောင်းရှောက်ခဲ့တာ၄ကျောင်းကနေပြီးတော့ offer letter ရခဲ့ကွာအခုအဲ့ဒီကျောင်းနဲ့မနေရန် Polytechnic ကိုရွေးပြီးတော့ diploma in nursing ကို second year တက်နေရပါအဲ့ပြီးတော့ကျောင်းဘယ်နှကျောင်းရှိလဲကျောင်းက9ကျောင်းရှိပါတယ်နေရန် Polytechnic နေရန် Polytechnic စင်ကာပူ Poly Republic Poly နဲ့ Temasek Poly ဆိုပြီးတော့ကျောင်း9ကျောင်းရှိရကွာကျွန်တော်တို့